မကြီးရွက်ကြော်ကိုလေဒီလောက်အရသာရှိခဲ့မယ်လို့အရင်ကမတိခဲ့ဘူးပေါ့နော်။ကိုယ်တိုင်မှာကြော်ရက်သွားတော့အခုတော့ထမင်းအိုးချရတဲ့အထိပါပဲ။ကိုရဒီမှာဈေးမှာအပေါ်ဆုံးကတော့မကြီးရွက်လေးတွေပေါ့ရှင်။မကြီးရွက်လေးကိုရေတိချတက်ဆန်ထားပေးလိုက်မယ်။စက်တူဖြူနဲ့စက်တူနေကိုအခုလိုမျိုးထောင်းထားပေးလိုက်မယ်ပေါ့နော်။စီပူလိုင်းကတော့စိမ့်စားငပိလေးကိုအရင်ဆုံးထည့်ပြီးတော့မွေးလာတဲ့အထိကြော်ပေးလိုက်မယ်။အခုဆိုကြော်နီးလေးပါတီးတော့ဝယ်မစားဖြစ်တာကြပြီပေါ့နော်။အခုကတော့ကိုယ်တိုင်မဲကြော်စားဖြစ်နေပါတယ်။ငပိလေးတွေကြေသွားတဲ့အထိမွေးလာအောင်စီတက်ပြီးတော့ရင်ကတော့စက်တူဖြူနေထောင်းထားရတယ်။စနွေးမုတ်ရဲ့အယောင်တင်မုတ်လေးရဲ့ချဲ့ပြီးတော့မွေးလာတဲ့အထိစီကိုကြကြလေးတက်ပေးလိုက်မယ်။ဆိုကြောက်လေးပါချဲ့ပြီးတော့စက်တူလေးရွှေဝိုင်အောင်တန်းလာတဲ့အထိကိုကြော်ပေးလိုက်ပါမယ်။ဒီခွက်ကစားကောင်းနဲ့စားမကောင်းမှုဆိုတာကစီသက်တဲ့နေရာမှာစိုက်နေပေါ့နော်အခုလိုမျိုးရှင်ညွှန်အောင်တန်းလာတဲ့အထိစီကိုကြကြလေးတက်ပေးလိုက်မယ်ပြီးရင်တော့မကြီးရွက်လေးတွေထည့်လိုက်မယ်လုံးဝမထည့်ဘဲနဲ့မကြီးရွက်လေးကိုအခုလိုမျိုးဣွားတဲ့အထိကိုကြကြလေးလုံးပေးရပါမယ်အခုလိုအကြော်လော်လေးကြုံမယ်ဆိုလို့ရှိရင်ကတော့စီကိုများများလေးသုံးပေးမှအဆင်ပြေမှာပေါ့နော်စီမစားတဲ့သူတွေကတော့အဆင်မပြေပါဘူးအခုလိုမကြီးရွက်လေးတွေဣွားတဲ့အထိလိမ့်သွားပြီးရင်ကတော့ငရုတ်ဒီခွဲချားလေးထည့်မယ်အညာမချွေထားတဲ့မုံမြော်ဒီလေးပါတစ်ခါတည်းထည့်လိုက်ပါမယ်အဲ့ဒါအတွက်အချုံမုံလေးပါထည့်ပြီးတော့တေချာလေးသမသွားအောင်လို့ကြော်ပေးလိုက်ပါမယ်တစ်ခါကြော်ပြီးတစ်ပတ်လောက်ထားခန့်ချင်တယ်ဆိုလို့ရှိရင်ကတော့စီများများနဲ့လိမ့်နေအောင်ကြကြလေးကြော်ထားပေးရင်ကတော့ကြော်တော်ကိုအထားခံပါတယ်ကိုချစ်တဲ့သူလေးတွေကိုကိုယ်တိုင်ချက်ကြွေးကြည့်ချင်တယ်ဆိုလို့ရှိရင်ကတော့ကျမကြော်တဲ့နေလေးတိုင်းတာလိုက်ကြော်ကြွေးကြည့်လိုက်တော့နော်မိမိမှာအသေးကြပါပဲရှင်